ကုသကံအကုသကံကဘာကြောင့်ဖြစ်တာတုံးလို့ဆိုတဲ့အခါကျတော့အဝိဇ္ဇာပစ္စယသင်္ခါရလှုပ်တင်တာကိုလှုပ်တင်တာနဲ့မလှုပ်တင်တာမသိခြင်းကစလာတယ်ဟုတ်တယ်လောကလှုပ်တင်တာနဲ့မလှုပ်တင်တာမသိလို့ရှိရင်မလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်ဘူးလို့ထင်တယ်ထင်တော့မလှုပ်တင်တာကိုလှုပ်တင်တယ်ထင်ပြီးလှုပ်လိုက်တယ်ယတနာတစ်ခုဖြစ်သွားတယ်လှုပ်တင်တာကိုမလှုပ်ဖဲနေလိုက်တယ်ဒါလည်းယတနာဖြစ်သွားတယ်အဲ့ဒါသင်္ခါအဝိဇ္ဇာပစ္စယသင်္ခါရလို့ဘုရားလုံးကြီးကအဲ့လိုအကြောင်းရှာပြီးတော့စဉ်းစားတာဒါဖြင့်လောကကြီးကထွက်ဖို့ကြတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိခြင်းကနေပြီးတော့သိတယ်ဆိုတာမသိဘူးဆိုတဲ့အဝိဇ္ဇာမောဟကိုလုံးဝဖယ်ရှားပြလိုက်ဖယ်ရှားပြလိုက်တဲ့အခါလှုပ်တဲ့နာမလှုပ်တဲ့နာမသိတဲ့ပုဂ္ဂိုလ်တယောက်ဟာလှုပ်တဲ့နာမလှုပ်တဲ့နာကံကိုဖြစ်စေတဲ့အဓိကအကြောင်းတရားတွေကိုဖယ်လိုက်တဲ့အခါမှာကုသကံအကုသကံဆိုမဖြစ်တော့မဖြစ်ရင်ဘဝစာမဖြစ်တော့ဘဝမဖြစ်ရင်ယုံနာမရှိတော့ယုံနာမရှိတော့ရင်ဒီ organic ယသိနာနာလည်းကာယမနဆိုတာမဖြစ်တော့အဲ့ဒါမဖြစ်ရင်ဖတ်တာဆိုတာမဖြစ်ဘူးဖတ်တာမဖြစ်ရင်ဝေဒနာစိတ်ခံစားချက်မဖြစ်ဘူးစိတ်ခံစားချက်မဖြစ်ရင်လိုချင်မှုတဏှာမဖြစ်ဘူးလိုချင်မှုတဏှာမဖြစ်လို့ရှိရင်ဆွဲလန်းမှုမဖြစ်ဘူးဥပါဒံဆွဲလန်းမှုဥပါဒံမဖြစ်ဘူးဆိုရင်ကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်လို့ရှိရင်ဇာတိဆိုတဲ့မွေးဖွားမှုမလာတော့ဇာတိဆိုတဲ့မွေးဖွားမှုမလာလို့ရှိရင်အိုခြင်းသိခြင်းဆိုမလာတော့ဘူးလို့ဆိုတာဒါကဘုရားအလုံးကြီးရဲ့ဝိပဿနာကျင့်စဉ်မှာအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ချက်ပဲအဲ့လိုအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ပြီးတော့လောကကြီးကထွက်ခွာဖို့လောကကြီးထဲမှာနေလို့ရှိရင်ဘယ်နည်းနဲ့မှလောကကြီးထဲမှာအကောင်းဆိုတာမရှိဘူးပြဿနာတွေကြုံတွေ့နေမှာဖြစ်တယ်ဒါကြောင့်မို့နောက်ဆုံးမှာလောကကြီးကထွက်ခွာတာသာလျှင်အကောင်းဆုံးဖြစ်တယ်ဆိုတာကိုရှာတွေ့ပြီးတော့လောကထွက်ခွာဖို့ကြိုးစားကြတာပဲဖြစ်တယ်ပေါ့